အခုကပလဲအေးရဲ့အောက်ခံပြားလေးထုံးမယ်ညာဘက်ကကျိုးကိုညာဘက်ခြမ်းမှာရှိတဲ့ပလဲလုံးလေးတွေကိုထည့်လိုက်မယ်ပြီးရင်ဘယ်ဘက်ကကျိုးတဲ့ကိုပလဲလုံးတစ်လုံးယူပြီးတော့ထည့်မယ်နောက်ထပ်ညာဘက်ကကျိုးတဲ့ကိုပလဲလုံးတစ်လုံးထည့်လိုက်မယ်အဲ့ညာဘက်ကကျိုးကိုပဲပလဲလုံးလေးကိုပြန်ထည့်မယ်ထိတ်မှာအဝိုင်းလေးခြံထားမယ်အဲ့အဝိုင်းလေးထဲကိုဘယ်ဘက်ကကျိုးကိုထည့်ပြီးတော့တီးမယ်ဒီနေရာမှာမမေအခုထိုးပြနေတဲ့ဒါတေချာလေးကြည့်ပြီးတော့လိုက်ထုံမယ်အဆုံးတန်းနေရာလေးရောက်ပြီးဘယ်ဘက်ကကျိုးကိုမမေခုထိုးပြတယ်လို့မျိုးထိုးသွားမယ်အခုကကျိုးလေးသိမ့်မယ်ပေါ့နော်ပုံနေတဲ့ကျိုးစားလေးကိုခါတိုင်းကျိုးသိမ့်တယ်လို့မျိုးပဲ
တိမ်သွားမယ်နောက်ဆုံးပုံနေတဲ့ကြိုးစားလေးကိုညှက်ဖြတ်လိုက်မယ်ခုကအဲ့ရဲ့ဖုံထိုးမယ်အဲ့ဖုံထိုးဖို့အတွက်မင်းကဘေးမှာအကွက်နှစ်ကွက်ချန်လာမယ်ပြီးရင်ပလဲလုံးနေရာတွေမမအောင်လို့အရာလေးပေးပြီးတော့မှတ်မယ်စုပေါင်းက12ခွက်ရှိရပေါ့နော်12ခွက်မှာမင်းတို့ဘေးက3ခွက်ကိုခြံပြီးတော့မှအလေကောင်က6ခွက်ကိုထိုးပါမယ်4ခွက်မြောက်မှာအရာလေးပြလိုက်မယ်ထိုးမယ်မှတ်ထားတဲ့အဆက်လေးနေရာမှာကျိုးလေးကိုတီးလိုက်မယ်ပြီးရင်ညာဘက်ကျူထဲမှာပလဲလုံးနှလုံးထည့်မယ်ပြီးရင်နောက်ထပ်တစ်လုံးကိုထည့်ပြီးတော့မှဘယ်ဘက်ကကျိုးကိုရှက်ပြီးတော့တီးမယ်ပလဲလုံးတရားလေးတွေကခါတိုင်းဗီဒီယိုမှာဒီလိုမျိုးပဲတည်သွားမယ်ကမှတ်ထားတဲ့နေရာလေးထိရောက်အောင်ထိုးသွားမယ်မှတ်ထားတဲ့နေရာလေးရောက်ပြီဆိုရင်အပေါ်သစင်းကိုတက်ဖို့အတွက်ထိုးပါမယ်